အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အဲ့ဒီကဒါလေးရဲ့အတိတ်ပဲကဟုတ်လားပြီးခဲ့တာတွေကပြီးခဲ့ပြီဘာမှမရှိတော့ဘူးရှာလို့လည်းမတွေ့နိုင်တော့ဘူးတကယ်ကိုထာဝရပြီးခဲ့ပျောက်ခဲ့တော့တာမနေ့တုန်းကကိစ္စအရင်လကကိစ္စအရင်နှစ်ကကိစ္စအဲ့ဒါတွေအဲ့လောက်ဝေးတာတွေထားလိုက်အောင်ခုတင်လေးဖြစ်ခဲ့တဲ့ကိစ္စကိုတကယ်ကမရှိတော့ဘူးဒါကြောင့်မြတ်စွာဘုရားအတိတ်ကိုဘလို့မှန်မှန်ကန်ကန်သုံးသပ်ပြတော့ယရတ္တိတံပဟိနန္တံနော်အတိတ်ဆိုတာပြီးခဲ့ပြီကုန်ခဲ့ပြီပျောက်ခဲ့ပြီဘာမှမရှိတော့ဘူးတဲ့။ကဲအဲ့လောက်တော့ပြပြသားသားပြောထားတာ။အဲ့ဒါကြောင့်မလို့အတိတံနာနာကမေယပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ဘာမှအဲ့ဒါရဲ့စိတ်ထဲမှာအကုသိုလ်တွေမဖြစ်စေနဲ့ပူလောင်မှုတွေမဖြစ်စေနဲ့ဘာမှမရှိတော့တဲ့အရာကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူးနေတာလောင်းနေတာဒါဘလောက်မိန်မဲရရောက်လဲဆိုတဲ့အဓိပ္ပာယ်မျိုးထိကိုကတွေးတတ်ရမှာနော်။အနာဂတ်ကိုကြတော့မြတ်စွာဘုရားဘလို့သုံးသပ်ပြတော့အပ္ပတင်္စအနာဂတံအနာဂတ်ကရောက်မလာသေးဘူးတဲ့ဟောရောက်မလာသေးဘူးဆိုတော့ဆန္ဒတွေသိစောအနေနဲ့သူလည်းတကယ်မရှိသေးဘူးလို့ပြောတာပဲဟုတ်လားဒါကြောင့်တကယ်မရှိသေးတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ကိုနော်ဇာကဒေါသမောဟတို့ဖြစ်မပင်ပန်းစေနဲ့မပူလောင်စေနဲ့အကုသိုလ်မဖြစ်စေနဲ့လို့ပြောတာဟုတ်လားဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဘာကြောင့်လဲအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အလွန်ကောင်းတဲ့ဒေသနာလေးတွေနော်အဲ့ဒါလိုလေးသုံးသပ်ပြပြီးတော့မြတ်စွာဘုရားကအဲ့ဒါလိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့တကယ်လက်တွေ့မှာဘလို့နေမလို့ဟောဒုတိယကထာပိစုပန်နေစယောဓမ္မတတ္ထဝိပတ္တိအတ္တဟိရအတ္တကုပ္ပံတံဝိရာမနုပြုဟိအခုလောလောဆယ်ပိစုပန်အခိုက်အတန့်တိုင်းမှာဖြစ်နေတဲ့ယုံ nant သဘာဝတရားလေးတွေပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့ဟုတ်လားအခုလောလောဆယ်ပိစုပန်အခိုက်အတန့်တိုင်းမှာဖြစ်နေတဲ့ပို့ပြီးတော့ရှင်းအောင်ပြောရင်မြင်နေတဲ့ကြားနေတဲ့တွေးနေတဲ့ခံစားနေတဲ့သဘာဝလေးတွေဟုတ်လားအဲ့ဒီပြစ္ဆုတ်ပံမှာဖြစ်နေတဲ့အခိုက်အတန့်မဲ့အဲ့ဒီသဘာဝတရားလေးတွေကိုသူတို့ဟာဘလို့သဘောရှိသလဲဆိုပြီးတော့သူတို့ရဲ့သဘောလေးတွေကိုအမှန်မြင်အောင်ကြည့်နေတဲ့ပြစ္ဆုတ်ပံနဲ့စယောဓမ္မတထဝိပတ္တိအခုလောလောဆယ်ဖြစ်နေတဲ့သဘောလေးကိုအမှန်တိုင်းမြင်အောင်ကြည့်နေတဲ့အမှန်တိုင်းမြင်အောင်ကြည့်တယ်ဝိပတ္တိဝိပဿနာဟုတ်လားကိုဘုန်းတို့ရဲ့ဗဂတိမျက်စိကအမှန်တိုင်းမြင်တာမဟုတ်ဘူးအပေါ်ယံအယောင်တွေလောက်ကိုပဲလာတယ်မလာဘူးကြည့်ကောင်းတယ်ကြည့်မကောင်းဘူးလောက်ပဲမြင်တာအပေါ်ယံပဲမြင်တာအဲ့လိုအပေါ်ယံမြင်တော့ကြိုက်တယ်မကြိုက်ဘူးနဲ့ပဲတော့တုံ့ပြန်ပြီးတော့ဆင်းရဲခြင်းနဲ့ပဲအဆုံးသတ်သွားတာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကကြည့်ကောင်းတယ်ကြည့်မကောင်းဘူးဆိုတဲ့အမြင်တော့ကြိုက်ခြင်းမကြိုက်ဖြင့်တုံ့ပြန်မှုဆင်းရဲဒုက္ခဖြင့်အဆုံးသတ်မှုအဲ့ဒါတွေမဖြစ်စေဖို့ဟုတ်လားအဲ့ဒီကြည့်ကောင်းတယ်ကြည့်မကောင်းဘူးလို့ထင်နေတဲ့အရာတွေရဲ့အပေါ်မှာအမှန်မြင်အောင်ကြည့်ခိုင်းတာအဲ့ဒါတွေကဘလို့သဘောရှိတုံးတကယ်ကအိစ္ဆဒုက္ခအနတ္တပဲလေဖြစ်နေတဲ့တရားတွေကအိစ္ဆဒုက္ခအနတ္တမမြဲတဲ့သဘောမကောင်းတဲ့သဘောနော်ကိုဖြစ်ခြင်းတိုင်းမဖြစ်တဲ့သဘောသူ့အကြောင်းရှိတဲ့အတိုင်းဖြစ်နေတဲ့သဘောဟုတ်လားမမြဲတဲ့သဘောမကောင်းတဲ့သဘောအကြောင်းရှိသည့်အားလျော်စွာဖြစ်နေတဲ့သဘောအိစ္ဆဒုက္ခအနတ္တဆိုတာအဲ့ဒါပဲလေဟုတ်လားအဲ့ဒါလိုမျိုးပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားကိုအိစ္ဆဒုက္ခအနတ္တအမှန်တိုင်းမြင်အောင်ကြည်နေတဲ့အဲ့လိုကြည်နေလို့ရှိရင်အတ္တဟိရအတ္တကုပ္ပံအဲ့ဒီကြည်နေတဲ့အခိုက်အတန့်မှာဒီစိတ်ကိုအဲ့ဒီကိုကြည်နေတဲ့အာယုန်တွေကကိုမြင်နေရတဲ့အဲ့ဒီသဘာဝတရားတွေကလောဘဖြစ်အောင်လည်းမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြည့်ဆည်းနိုင်ဘူးတဲ့လောက်ကောင်းတော့နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုကိုကအမှန်တိုင်းမြင်နေတဲ့အခိုက်အတန့်လေးမှာအဲ့ဒီကိုအမှန်တိုင်းမြင်နေတဲ့အာယုန်လေးကကိုယ်စိတ်ကိုဇာကဖြစ်အောင်လည်းမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြည့်ဆည်းနိုင်ဘူးဆိုလိုတာကအဲ့ဒီအချိန်မှာစိတ်ကအလွန်ကိုပဲအည်အသွေးရှိတယ်အလွန်ကိုပဲတန့်ရှင်းတယ်ဖြူစင်တယ်ကောင်းမွန်တယ်ဘာလို့လဲဆိုတော့ဇာကဒေါသတို့ဖြင့်နော်ဖြားယောင်းခြင်းဖြည့်ဆည်းခြင်းကိုမခံရလို့တော့စိတ်မှာအညစ်အကြေးကင်းသွားတာပေါ့နော်အဲ့ဒါလိုနေတဲ့နီးဟာဘဝမှာအမြင့်မားဆုံးအမြင့်မြတ်ဆုံးနေတဲ့နီးလို့ဆိုရမယ်ဟုတ်လားကိုယ်စိတ်မှာနော်ຢာကဒေါသမောဟမဖြစ်အောင်နေတဲ့နီးလောက်ကောင်းတဲ့နီးပဲရှိမယ်တော့ဟုတ်လားဒါကြောင့်ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားလေးကိုအိစ္ဆဒုက္ခအနတ္တပဲဟဲ့လို့အမှန်သိအောင်အမှန်မြင်အောင်ကြည့်ပြီးတော့နေရှုပြီးတော့နေအဲ့လိုနေလို့ရှိရင်ဒီအာယုန်တွေကဒီသဘာဝတရားတွေကကိုယ်စိတ်ကိုလောဘဖြစ်အောင်လည်းမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြည့်ဆည်းနိုင်ဘူး
အဲ့ဒါလိုနေတဲ့နီးနဲ့ပညာရှိတွေဟာနေကြတယ်တဲ့တန်ဝိတော်မနုပြုဟေရေဆိုတာကိုပြောတာဟုတ်လားပိစုပန်နေစယောဓမ္မတထဝိပတ္တိအတန်ဟိရံအတန်ကုပ္ပံတန်ဝိတော်မနုပြုဟေရေသူကလုပ်ငန်းစဉ်ကိုပြတယ်အလွန်ရှင်းလင်းပြတ်သားတဲ့ဒေသနာတော့နော်